နာမည်ကတော့နန်းထေးကျင့်ချင်းတော့တပ်ပြီးတော့ပူလဲပြောတယ်ချင်းတော့မတကိကအားငဲ့တယ်လူတော့လည်းမတိုးတော့ဘူးအဲ့လိုမျိုးခံစားရတယ်ကိုမှသွားပြီးဆိုရင်ဟိုလူကြည့်လိုက်ဒီလူကြည့်လိုက်နဲ့အဲ့လိုမျိုးအားငဲ့တာအိမ်မနေဆိုငိုပဲငိုနေတာတာရဲ့အခုဒီကိုလာမှပြောတော့တာအခုချင်းတော့ရပြီဆိုရင်အရင်လိုမျိုးပဲမိသားစုပြန်ကြိုးစားအောင်မယ်လို့ဆွဲမချောတော့ဘူးလို့အရင်ကဒီဆွဲချောတာရဘာမှမလုပ်တော့ဘူးသမင်းလည်းမစားဘူးအခုကျတော့ဒီလိုမျိုးရပြီဆိုရင်အန်ဒီပြန်ကြိုးစားမယ်စီဆိုင်မှာမိုင်းနင်းနေတာလေခုနေတာဖန်ကြီးနာတငယ်ချင်းဖုံခေါ်လို့ဒီအိမ်ဝိုင်းလည်းရောင်းမလို့လေတန်ချင်းရဲ့လည်းလုပ်ပြီးအဲ့ဒါနဲ့ဆက်ပြီးအောင်လေအသွားလိုက်တာလူ20ကျော်လုံးအန်ဒီတယောက်ပဲထိတာရေစီပေးနမအန်ဒီကလက်သွားဆေးတာလက်ဆေးပြီးတာနဲ့သွားမှာပေါ့လက်ဆေးလက်ပြီးရောဒီလိုပြန်လေနေခါကြတော့ရှင်တော်လည်းမအောင်အဲ့လိုမျိုးကွဲသွားတာနင်းမိပြီးတာနဲ့ဒီဟာအစအစစ်တာလေဒီဟာရောချီတူရပြီဆိုရင်ဆေးရောင်းလိုက်မယ်လိုမျိုးအဲ့လိုမျိုးစဉ်းစားတယ်သမီးအန်ဒီကလုံးချမလုံးနိုင်တော့ဘူးလေဒီလိုမျိုးဆေးရောင်းမယ်ရတော့မယ်လေအဲ့လိုမျိုးစဉ်းစားထားတယ်